ဝင်းမုံရွှေခင်ပွန်းတက်ချမ်းသာကြွယ်ဝနေတဲ့နောက်ဖော်ရထားချစ်သူရဲ့အမကန်ပိုင်ဆိုင်မှုမြောက်ပြည်သက်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာအချမ်းသာဆုံးအနုပညာရှင်ရဲ့ကျင့်ပေါ်အဖြစ်သတ်မှတ်ခံထားရတာကတော့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေရဲ့ခင်ပွန်းကိုနိုင်ဖြိုးကျော်ဖြစ်ပါတယ်ကိုနိုင်ဖြိုးကျော်ကလျှက်စစ်ကားထုတ်လုပ်တဲ့ကုမ္ပဏီပါဝင်စီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကိုင်နေရပါဒါပေမဲ့လက်တလောသတင်းတွေရတော့နော်ဖော်ရထားရဲ့ချစ်သူကိုထက်ခိုင်ဝင်းကဝင်းမုံရွှေရဲ့ခင်ပွန်းတက်ပူပြီးတော့ချမ်းသာကြွယ်ဝနေရလို့သိရပါတယ်။အသက်30ဝန်းကျင်ကိုထက်ခိုင်ဝင်းရဲ့ပိုင်ဆိုင်မှုတွေကမြန်မာပြည်ကိုတကယ်လှုပ်ခတ်စေခဲ့ရပါ။ထက်ခိုင်ဝင်းဟာပြောင်းလုပ်ငန်းစီလုပ်ငန်းမှာဆရာတဆူဖြစ်ပြီးတော့အသက်30ဝန်းကျင်နဲ့ဘီလီယံနာတတိဖြစ်နေတဲ့သူဖြစ်ပါတယ်။ထက်ခိုင်ဝင်းတယောက်သူရဲ့မိဘတွေပိုင်ဆိုင်တဲ့မျက်မြစ်တာမလုပ်ငန်းကိုဦးဆောင်တယ်လို့ကိုပိုင်လုပ်ငန်းများစွာကိုလည်းလုပ်ကိုင်နေရပါထက်ကန်ဝင်းကိုယ်တိုင်တည်ထောင်ထားတဲ့ Hip Day ကုမ္ပဏီကမြန်မာနိုင်ငံရဲ့အခွန်ထမ်းဆောင်မှုထိပ်ဆုံးကုမ္ပဏီ9ခုမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။စံလုပ်ငန်းကိုရောင်ကြီးရေးဆိုရင်30လောက်ပိုင်ဆိုင်ပြီးတော့လက်ရှိစံလုပ်ငန်းရဲ့1 to 10ဝင်တယ်လို့သိရပါတယ်။ကိုထက်ကန်ဝင်းကဟိုတယ်တွေဆိုရင်လည်းတည်တဲ့လောက်ဆိုရင်မြန်မာပြည်အနှံ့မှာ9ခုလောက်ရှိပြီးတော့နိုင်ငံခြားမှာဆိုလည်းငွေကြေးရင်းနှီးထားတဲ့ကုမ္ပဏီတွေရှိပါတယ်။ BYD ကားကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်ပြီးမြန်မာပြည်ကိုယ်စားလှယ်ရထားသူပါ။အော်ရီဒိုဆက်သွယ်ရေးလုပ်ငန်းကြီးရဲ့အဓိကရှယ်ယာဝင်ဖြစ်ပြီးတော့တဦးတည်းပိုင်ဆိုင်ဖို့ကြံရွယ်နေရလို့လည်းကြားသိရပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးဘဏ်ရဲ့အဓိကရှယ်ယာရှင်9ဦးတည်းကတဦးဖြစ်တယ်လို့လည်းနှီးစပ်သူတွေစီကနေကြားသိထားရတာဖြစ်ပါတယ်။အခွင့်အာဏာရသူတွေစီးပွားရေးသမားများစွာနဲ့လည်းလောက်ကင်နေတဲ့ခရိုနီပေါက်စာလေးဖြစ်ပါတယ်။ကိုထက်ကန်ဝင်းဟာစင်ကာပူမှာကိုပိုင်စိန်ခံရွက်လေတစည်းရှိပြီးတော့ချစ်သူနော်ဖော်ရထားတဲ့အတူတလောက်တခါသွားရောက်အနားယူလေးရှိတယ်လို့လည်းပြောနေကြပါတယ်။ကိုတက်ခံဝင်းမှာတငယ်ချင်းအပေါင်းအသင်းတွေလည်းများစွာရှိပြီးတော့လူကြီးသားတွေစီးပွားရေးသမားတွေအနုပညာရှင်တွေများစွာနဲ့မကြာခဏအမြင်တွေ့ရလေးရှိပါတယ်။အဲဒါကြောင့်လည်းမိန်းကလေးများစွာရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့သူလို့သိရပါတယ်။ဒါအပြင်ကိုတက်ခံဝင်းကငယ်ငယ်ကလေးကကျောင်းဘောလုံးလက်ရွေးစင်ဖြစ်ပြီးတော့အခုလက်ရှိမှာလည်းရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ကိုယူထားသူဖြစ်ပါတယ်။အနာဂတ်ရဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်မယ်လို့ထင်ကြေးပေးခြင်းကိုလည်းခံနေရတဲ့သူဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာတော့ချစ်သူတတန်းနှစ်ကြာရှည်စွာတွဲလာတဲ့ချစ်သူဟောင်းခင်ကျေးမုံနဲ့ကွဲကွာသွားတာနဲ့ပတ်သက်ပြီးတော့ဝေဖန်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ကိုတက်ခံဝင်းကတော့မြန်မာပြည်ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တယ်လို့နော်ဖော်ရထားကိုလည်းအပြည့်အဝကောက်ွယ်ပြီးတော့ချစ်ပေးနေတဲ့သူပါ။ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဝင်းမုံရွှေခင်ပွန်းတက်ပို့ပြီးတော့ချမ်းသာတဲ့တတိကြီးနဲ့တွဲနေတဲ့နော်ဖော်ရထားပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။